mammoth ဆိုတဲ့တတဝါကသိပ္ပံဆိုင်ရာနည်းပညာရက်မှာအဘိုးတန်တဲ့တတဝါတွေထဲကတစ်မျိုးပဲဖြစ်ပါတယ်ခင်ဗျ2010 August လမှာဒီ Yucca လို့ခေါ်တဲ့တတဝါကိုရုရှားနိုင်ငံမှာရှိတဲ့ Laptev Sea မှာတွေ့ရှိခဲ့တာဖြစ်ပါတယ်ဒီ Yucca တတဝါကအမဖြစ်ပြီးတော့အပြိုပေါက်တဲ့အချိန်မှာ Yucca ရွာနီးနားမှာတွေ့ရှိခဲ့တာဖြစ်ပါတယ်ခင်ဗျဒီအရာမတတဝါကြီးရဲ့ထူးခြားချက်ကသူသေးဆုံးတာနှစ်ပေါင်း3900လောက်ရှိပြီဖြစ်ပေမဲ့သူ့ရဲ့အုံနောက်ကတွေ့ရတဲ့အထဲမှာအရန်ကိုတန်ဖိုးရှိပါတယ်ပြီးတော့သူ့ရဲ့တွေးကြောတွေအခောက်တွေမြင်နိုင်ပါသေးတယ်ခင်ဗျဒီအရာမတတဝါကြီးကိုမတွေးခင်ဒီတတဝါကသူ့ရဲ့ Yucca ရွာနီးနားမှာရှိတဲ့အရန်ကိုအေးခဲ့တဲ့မြေလွှာထဲမှာအချိန်နှစ်လောက်နေခဲ့တယ်လို့ပြောဆိုကြပါတယ်အဲ့ဒီအချိန်မှာ P. Lazarev နဲ့ S. Grigoriev သိပ္ပံပညာရှင်တို့ကပထမဆုံးလာရောက်ရှာဖွေကြပေမဲ့မတွေ့ခဲ့ဘူးခင်ဗျဒီ Yucca အရာမတတဝါကြီးရဲ့အလေးချိန်က9တန်လောက်ရှိပြီးအမြင့်က3မီတာ9ပေ30ရှိပါတယ်ခင်ဗျဒီလောက်အရာမတတဝါကြီးကိုတွေ့ရှိခဲ့တဲ့အတွက်ဒီတတဝါရဲ့မျိုးစိတ်ကိုပုံမှန်နားလည်လာနိုင်ဖို့အရန်ကိုအထောက်အကူပြုပါတယ်ပြီးတော့ဒီတတဝါရဲ့အုံနောက်ကအခုခေတ်ခေါ်တဲ့စင်နဲ့အုံနောက်နဲ့အရန်တူတယ်တဲ့ဗျဒါကြောင့်သူတေသနာပြုလုပ်တဲ့သူတွေကဒီတတဝါကြီးကိုတေချာထိန်းသိမ်းထားပါတယ်ဗျ။ဘာကြောင့်လဲဆိုတော့ဒီတတဝါရဲ့ DNA ကိုစစ်ဆေးကြည့်လိုက်တဲ့အခါမှာအရန်ကိုအံ့ဩစရာကောင်းပြီးအာယုံကိုဆွဲဆောင်နိုင်တဲ့မျိုးသုံးသွားတဲ့တတဝါမျိုးပဲဖြစ်တဲ့အတွက်ကြောင့်ပါခင်ဗျာ။ဒါကြောင့်ဒီမျိုးသုံးသွားတဲ့တတဝါကိုသိပ္ပံပညာရက်မှာအသုံးပြုဖို့အရန်ကိုတင်တော်တဲ့တတဝါတစ်မျိုးပဲဖြစ်ပါတယ်ခင်ဗျာ။တတဝါတွေ့ဖို့ဆိုတာမလွယ်ပါဘူးခင်ဗျ။ခဲနေတဲ့ရေခဲမှာဆိုတော့ပို့ပြီးတော့မလွယ်ပါဘူးဒါပေမဲ့ဒီတစ်ခါမှာတော့တရိတ်ဆန်တကောင်မဟုတ်ပဲနတ်ကောင်ကြီးများတော့တွေ့ရတယ်ဗျတကောင်နဲ့တကောင်ကတိုက်ခိုက်နေတဲ့အနေအထားမှာရှိနေကြတယ်ဗျဒီ moose လို့ခေါ်တဲ့တတဝါကို2016ခုနှစ် Alaska မှာရှေလျန်ခရီးသွားတဲ့စုံတွဲက Bering ပင်လယ်နားမှာရှိတဲ့ရေခဲရဲ့အောက်ဘက်ရှစ်လက်မမှာတကောင်နဲ့တကောင်တိုက်ခိုက်ရင်ရေခဲမှာတတိလစ်နေတဲ့ပုံစံနဲ့တွေ့ရှိထားတာဖြစ်ပါတယ်ခင်ဗျဒီ moose တွေကတကောင်နဲ့တကောင်တိုက်ခိုက်တာကိုပဲအာယုံစိုက်တဲ့အတွက်သူတို့နေတဲ့နေရာကတဖြည်းဖြည်းရေခဲလာတာကိုတတိမထားမိတဲ့ပုံပါပဲခင်ဗျတကောင်ကတရားပြင်းထန်ရပြီးတွေးတွေနဲ့တေးလို့နီးပါပုံပဲဗျဒီနှကောင်ရဲ့ဥရှိုတွေကညိုနေကြတဲ့အတွက်တရားမရတဲ့အကောင်ကအပေါ်ကိုတတ်ဖို့စူးစမ်းပေမဲ့တခြားတကောင်ရဲ့အလေးချိန်ကိုမနိုင်လို့သူတို့အပေါ်ကိုမတက်နိုင်တော့ဘူးထင်ပါတယ်တနာပါတယ်နော်ဒီ moose တွေကအံ့ဩစရာကောင်းလောက်အောင်အရန်ကိုကြီးပါတယ်ဗျမွေးဆဆမှာဆိုရင်ဒီပေါင်ချိန်က30လောက်ရှိပြီး9လကြာတဲ့အခါမှာတော့ပေါင်ချိန်